ပြီးရင်နောက်မှာဒါ enemy character လေးတစ်ခုထည့်ထားပြီတယ် Starry Night မှာပါတဲ့ enemy character လေးဖြစ်ဖို့များတော့နော်ဒါရင်ဒီဘက်မှာနောက်ထပ်ကပါတစ်ခုဒါကတော့သူရိုးရိုးကပါပဲသူလည်း plastic case ပဲဒီကောင်ကကြတော့ flooded finish သဘောမျိုးလက်ပွေရမထင်ဘူးသူကဗီတာလေးတွေကတော့ manual guide လေးတွေလူပြာကလည်းတရုတ်ပုံပဲ global တော့မဟုတ်ဘူးသူကဒါကတော့ sim injection tool လေး sim injection tool လေးနဲ့သူရဲ့စကူကက်လေးပေါ့နော်ဒါတွေကပါလေတော့ကာဘာမှာတွဲလို့ရတဲ့ဟာလေးနော်โอเคဒါလေးကအာသွင်းကြိုအပြာရောင်တိုက်စီတူတိုက်စီမိုက်တယ်အဲ့လိုမျိုးသူကတိုက်စီတူတိုက်စီကို China brand မှာပေးတာကအဲ့ Red Magic ရယ် Lenovo ရယ်အဲ့ကောင်တွေပဲပေးတာတနာရ E2C နဲ့ပဲသွားတာများတယ်ဟုတ်ပြီဒါကတော့အာသွင်းတဲ့အတုံးဒါ addition ကိုမှလုံးဝအာသွင်းသုံးတွေရောအာသွင်းကြိုးတွေရောပါသူက addition အယောင်လေးလောက်ထားပေးတာအဲ့တခုကတော့တော်တော်မိုက်တယ်အိုးဟိုအာသွင်းသုံးပါသူက sketching လေးထည့်ထားပေးတယ်နော်ဒါတိုက်စီပါအပြာရောင် wow edition ဆိုတာဒီလိုမျိုးဖြစ်နေရ special edition ဆိုတာဒီလိုမျိုးဖြစ်နေဟုတ်ပြီအာသွင်းသုံးတွေရောအာသွင်းကြိုးတွေရောကာဘာတွေရောအကုန်လုံး out of the box ပါလာမယ်ဘူးကလည်း share